ကိုကြောင်ဒီပုံနဲ့လည်းရှင်းခိုင်းပါလားဒီကျိုးမလို့တော့ဘူးဆွဲဆွဲတယ်ဆွဲတာဒီကြီးကတော့ပါဒီကြီးကတော့ပါချင်းဒီပါချင်းဒီပါပါချင်းဒီပါကြောက်ကြောက်ကြောက်ရောဟောနေနေတယ်ချင်းဒီပါတယ်ဟဲ့ဟောရေဟမ်ဟောကျွန်တော်ပထမအပေါ်ကနေပြီးတော့3ဘူးတွေ3နဲ့လက်မပဲထားတာနော်ဟာ3နဲ့လက်မပဲထားတာအပေါ်ကနေအောင်အပေါ်ကဖိအောင်ဆရာလက်မ20ဖိနေတယ်လက်မ40ထားတယ်တွေ့ပြီဟာမှာအောက်ကဖိ16ဖိအောင်အကြောင်းဘူးဘောကဖိအောင်ကြောက်ဟုတ်တယ်အပေါ်ပြန်ကြီးမယ်အပေါ်ကနေလက်မ20လောက်နေတော့အဲ့တော့16ဘူးလောက်လိုက်16ဘူးလောက်လိုက်ဟုတ်ပြီအဲ့တော့9ဘူးပဲပို့တယ်ခုနပြေခွဲပို့တယ်9ဘူးကကျွန်တော်7ပြီစကားထည့်လိုက်မှာဟုတ်မဘူးတော့ဟုတ်ပြီဟုတ်တယ်နော်ဟုတ်ပြီရှင်းပြေစကားထဲမှာသုံးလိုက်ရတယ်9ဘူးတော့နော်ဟုတ်မဘူးတော့6ဘူးနဲ့အဲ့ကောင်နဲ့တွဲသုံးမိလိုက်မယ်ဗျာ6ဘူးမှကိုးထားလိုက်ပြီ6ဘူးကိုဒီလိုအဲ့ကောင်မိလို့ပြီးလိုက်မယ်ဗျာဟုတ်ပြီနော်အဲ့လိုပဲ